အခုကြည့်ရှုနေတဲ့လူတွေစဉ်းစားကြည့်ပါကျမကိုချဲဖို့ပေးတဲ့ဘန်းနေပြီးတော့ကျမဘန်းကိုယူပြီးတော့ तू ကဗတ်သမားတွေကိုတော့ပို့ပေးတယ်အခုအဲ့ဗတ်သမားတွေပို့ပေးဗတ်သမားတွေကကိုတောင်းဝင်းရုံးကိုသွားတယ်အဲ့ဒီကိုတောင်းဝင်းရုံးကိုသွားတော့ဒီဘန်းနဲ့ तू ကဆိုအပေါ်တွေမပြောနဲ့ဒီတောက်တယ်ချဲဖို့ပေးချင်လို့အဲ့ဒီကိုလွှဲခိုင်းတာတလားဟုတ်ပြီချမ်းပါတော့ကနေမယူလားမဲလို့နေကမယူလားလို့မယူလားမပြောနေမပြောနဲ့တော့ကိုမဲကိုလို့အခုတွဲပါရှင်းမယ်အခုကလိုင်းတွေနေနဲ့တွင်းထားတော့မချနဲ့မယူလားမယူလားမယူလားချမ်းပါတော့ကခဏလေးမျိုးကိုတရားမသွားဘူးတရားဆွဲရတဲ့ကောင်လေးပါခေါ်မယ်ပိုက်ပါခေါ်မယ်ခေါ်တာမျိုး तू ထိုးမယ်လို့ပြော तू ဝမ်းထိုးမလားဝမ်းထိုးလားနောက်မှဝမ်းပဲတရားတဲ့ပိုင်ပါကြည့်လိုက်ဟေ့ရမပူနဲ့တရားထဲကလည်းတရားထဲခင်ဗျားကိုကျွန်တော်ပြောတာရှင်းရှင်းလေးခင်ဗျားကြိုက်တဲ့လောက်ခေါ်တာခင်ဗျားရှင်းအဲ့ခင်ဗျားဘာမှမပါဘူးရှင်းနေဘာမှမပါဘူးဟေ့ရဘာတကောင်ချက်တကောင်လေးရှိတဲ့နေရာမှာပဲခင်ဗျားနေတကောင်ချက်တကောင်လေးပဲမျိုးတီးတဲ့နေရာကိုချိန်တာတကောင်လေးပဲ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 လာခဲ့မှာတကောင်လေးဟောနေနေခင်ဗျားကိုသူများတို့ဒိုင်းပေါ်နေညီလေးတို့ခဏခဏညီလေးတို့နေကိုကြီးပြောမယ်နေတကောင်လေးလာတယ်အခုတွေ့ပါမလားတွေ့မယ်မလားအမတွေ့မယ်စုံမယ်ခဏနေဖြစ်လို့နော်မမโอเคခဏနေတွေ့မယ်ဆိုရင်တွေ့ကြခါအဲ့ခဏနေဟောအစင်ပြလုပ်ပေးမယ်အစင်ပြလုပ်ပေးမယ်ဒီတိုင်းစုဒီတိုင်းဆုံးပြပါပြီဖြို့ဥပဒေတိုင်းသွားပါဥပဒေတိုင်းသွားပါကဲအဲ့တော့ငါချဲအောင်နဲ့ချဲဖို့ပေးရဟုတ်ငါချဲအောင်နဲ့ချဲဖို့ပေးရဟုတ်ဒါပေမဲ့အဲ့ဒီဘန်ကိုထပ်ပြီးတော့ဗတ်သမားတွေကို तू လွှဲပေးတာ तू ကလူလိမ့်လေကြားလားရတယ်နေကငါ့ကိုမြတ်စိန်လာခေါ်နေတယ်စိန်လာခေါ်နေတယ်ဘလို့ကြားမှာယူနေလားစိန်လာခေါ်နေတယ်မမအတကြားလားဟေးအောက်ကဝကြည့်ပြတဲ့တဲ့အတကြားလားပြောကြည့်ဘာကြီးပြောကြည့်လိုက်စမ်းအတကြားလားအတကြားလားငါ့ကိုမြတ်စိန်လာခေါ်နေတယ်तू ကဘာမှမစကားမပြောပဲ तू ကလာပြီးတော့ကြားတယ်โอเคဟုတ်ပြီโอเคကိုစီတို့လက်ကျုပ်โอเคအဲ့လိုကိုတို့တွေ့တော့အဲ့လိုကိုတို့တွေ့တော့ကိုတို့တွေ့ရမဟုတ် तू ကလူကြီးစကားပြောမလို့လူကလာဝါပြီး तू ကမလေးချဲဖို့ပါဖို့လာလို့လာရှုပ်နေငါတို့ကောင်းကောင်းမဖုတ်ဆက်ပြီးပြောနေနေကမြေနေရဆန်ဆိုင်တဲ့မိမတလားအဖေကမြေနေရဆန်ဆိုင်တဲ့မိမမြေနေရနဲ့ဆိုင်တဲ့ကိုလိုအရန်ချောက်ဖို့ကောင်းတဲ့မိမတလားမေလို့ရဲ့ငါ့ဘာတရားဆွဲရနေဘယ်လိုလုပ်မလဲကိုမေကိုလို့အပေါ်တွေမပြောနဲ့နေနဲ့ကပြောပြီးနေကချင်းလုံးတဲ့ကိစ္စမပြောဘူးတော့ကလုံးပေးမယ်အဲ့ဒီတာဝန်ရှိရပတ်သက်ရတယ်နေကလုံးပေးမယ်နေကနေပြောတာတွေကကြည့်နေတာနားထောင်တယ်လည်းကနားထောင်နေတာမဟုတ်ဘူးနေမဟုတ်တာတွေရှောက်ပြောနေလို့ကြည့်ရှုနေတဲ့ပရိသတ်တွေစဉ်းစားကြည့်ပါသူများဘန်ကိုချဲဖို့သွင်းလာပေးတယ်သူချဲထိုးထားတဲ့ပေါက်တော့လာယူရတယ်ချဲဖို့သွင်းလာပေးပြီးတော့အဲ့ဒီဘန်တွေကိုသွားပြီးတော့ဗတ်သမားတွေရှိကိုသွားပို့တယ်ကျမမာလားသူမာလားကျမမာလားသူမာလားစဉ်းစားပေးကြည့်ကြကျမဘန်ကိုဗတ်သမားတွေရှိကိုသွားပို့တယ်ပို့ပြီးတော့ဗတ်သမားအခုမနေ့ကချဲမှာနေမထွေးရနေကိုခိုင်းတာတွေအကုန်လုံးတယ်သိလားအဲ့ဒါကျမမာလားသိလားနေပေါက်တဲ့40လေးပြောအဲ့ဒီနေအဲ့ဒီပထွေးဦးမှာနေမကောင်းတာပြောထားတယ်နော်ဘယ်တော့မရိုင်းနဲ့ဆိုတာဘယ်မထွေးရခိုင်းတာမေးကြငါတော့ရင်တော့ပို့ငါတော့ရင်တော့ပို့ခင်ဗျားကိုကျွန်တော်ပြောတာစပြောတဲ့ကကျွန်တော်စကားရှင်းလေးပြောတာလားရှင်းလေးပြောတယ်နော်ရှင်းလေးကိုခင်ဗျားဘက်ကမဟုတ်တာတွေရောဟုတ်တာတွေရောခင်ဗျားထည့်ပြောတာတယ်ခင်ဗျားကျွန်တော်ရှင်းလေးမျိုးကိုမင်းသိတယ်နော်မျိုးကိုမင်းသိတယ်နော်မင်းကအများကြီးထောက်ထားတာနော်မင်းမေဘဘလောက်ပလန်းနိုင်တော့မင်းသိတယ်နော်မင်းမှာမိသားစုရှိသလိုငါသိတယ်နော်မင်းမိသားစုမင်းဘလို့ချစ်တယ်ဆိုတာသိတယ်မင်းကြောင့်ရှင်းလေးထောက်ထားတာသိလားဟဲ့မျိုးကိုဟုတ်ခင်ဗျားကျွန်တော်မျက်နှာထောက်အောင်ခင်ဗျားနဲ့ကျွန်တော်နဲ့ဘာအကန့်နေအဲ့လောက်ရှိလို့ငါမင်းသိဆုံးပေါ့မဟုတ်လေခင်ဗျားနဲ့ကျွန်တော်နဲ့ဘာအကန့်ရှိလို့ရောက်တော့ခင်ဗျားပြောအခုရောက်တော့မယ်ဟဲ့အခုကတစီရောက်တာခင်ဗျားပြောနေခင်ဗျားစောင့်နေခင်ဗျားရှိရောက်လာမယ်လုံးဝတော့ဘူးလေဆက်မလာသေးပဲစောင့်နေတဲ့မင်းကူထွက်လာခဲ့လို့မင်းတယောက်တည်းထွက်လာခဲ့မင်းယောက်ျားမဟုတ်ဘူးလားခင်ဗျားတိုင်းပြည်နဲ့မင်းယောက်ျားမဟုတ်ဘူးလားလာမယ်ခဏစောင့်နေခင်ဗျားကုန်းတယ်နေလာမယ်ခင်ဗျားလာမယ်ခင်ဗျားစောင့်နေဟုတ်ခင်ဗျားခုနစကားပြန်ပြောပါဦးခင်ဗျားမျက်နှာထောက်ထားတယ်ဆိုခင်ဗျားနဲ့ကျွန်တော်နဲ့ဘာအကန့်ရှိလို့ခင်ဗျားပြောချင်မဟုတ်ခင်ဗျားပြောချင်မင်းဘာအကန့်ရှိလို့ပြောချင်ဟဲ့လားမနာဖို့ပြောတယ်တန်ဝင်းကဘာဖြစ်တယ်ညာဖြစ်တယ်မင်းပေါက်ချသွားလို့တော့မင်းပြောသေးတယ်နော်ဟုတ်ပြီနော်ဟဲ့ဟဲ့လူခင်ဗျားကိုဘယ်ကောင်ပြေးခိုင်းတာလဲကျွန်တော်ပြေးခိုင်းတာလေအဲ့စကားကိုခင်ဗျားဘယ်ကိုမေကိုလို့သွားပြောရတယ်ခင်ဗျာခင်ဗျားဘယ်ကိုမေကိုလို့ပြောလဲလို့ဟဲ့လားခင်ဗျားယောက်ျားနော်ငါလုံးမလူနော်ယောက်ျားနော်ခဏလေးငါတော့ပို့သွားမယ်ငါသွားမယ်ခဏလေးရန်သွားမရဘယ်ပလဲကိုစားဖို့သွားငါလုံးမသွားမယ်ငါတောက်တော့ပို့သွားတရားဆွဲမယ်ငါတို့ဘာကိုလွဲတော့လာလို့ငါတို့ချဲရအောင်ပါဖြစ်တယ်ငါတောက်တော့ပို့သွားငါတောက်တော့ပို့သွားအေးကူထွက်လာခဲ့တော့
လာမယ်ခမစောင့်နေလာမယ်လို့ ဟာဒီကိုဆောက်ပါ ပြီလာတယ် ဟောဆောက်ပါမင်းကဘန်ပေါ်နဲ့ဘာချိုင်နဲ့ဒီဒီလေး ခလေးရနာဟုတ်တာဟုတ်တာ ဖုံးဆက်တယ်မကင်ဘူးသွားသဘောငါသားကိုငါဖုံးဆက်တယ်မကင်ဘူးအိတ်နေရှင်းလား တတိရှိရလားမိုက်နေတဲ့ကောင်လေး တိတ်ကြောက်တာခဏကြိုက်တဲ့ကောင်ခေါ်တာ တောက်ဖို့မလို့ ကြိုက်တဲ့ကောင်ခေါ်တာတကောင်နဲ့လာကြိုက်တဲ့ကောင်ခေါ် မင်း တာ တို့ပြန်တော့မင်းတို့ပြန်တော့လို့ပြောတယ်ဟဲ့ ကြိုက်တဲ့ကောင်ခေါ်တာဟဲ့လူမဟာချိုင်မှာလီးထောင်ပြီးလမ်းလျှောက်လာတာခဏကြိုက်တဲ့ကောင်ခေါ်တာငါတော့မှဘဲကောင်ခေါ်တာမကြိုက်တဲ့ကောင်ခေါ်တာ အလုံးမသားလုံးမပြေးနဲ့တော့ဟဲ့ငါတယောက်ပြေးတယ်စောက်ယူ မင်းမပြေးနဲ့ စကားတွေအများကြီးမပြောဘူးခုထွက်လာတယ် မင်းမပြေးနဲ့တခြားကောင်မဟုတ်မင်းမပြေးနဲ့ခါတော့တော့ရတာဟုတ်တော့ဘူးလား မိုင်ယူကနာပါနာကိုယူခလိုက်ခလေးကိုရနာပြ ဖုံးဆက်လို့မရဘူးလို့ ဒီခဏတော့လိုက်သူတို့အိမ်မှာနေမှာ တလာယူတလေးတလာယူတလေး အမလေးမပြေးနဲ့လုံးဝမပြေးနဲ့လုံးဝမပြေးနဲ့ငါတို့ကားခလိုက်လုံးဝမပြေးနဲ့ တလာမဟာချိုင်တလာယူတလေး မလေးလုံးဝမ မ ပြေး ဟာ နဲ့ ချိုင်တလာယူတလေးဝက်ကော စဉ်းစားအခုကြည့်ရှုနေတဲ့လူတွေစဉ်းစားကြည့်ပါကျမကိုချဲဖို့ပေးတဲ့ဘန်းနေပြီးတော့ကျမဘန်းကိုယူပြီးတော့ तू ကဗတ်သမားတွေကိုတော့ပို့ပေးတယ်အခုအဲ့ဗတ်သမားတွေပို့ပေးဗတ်သမားတွေကကိုတောင်းဝင်းရုံးကိုသွားတယ်အဲ့ဒီကိုတောင်းဝင်းရုံးကိုသွားတော့ဒီဘန်းနဲ့ ဘို့ခုအပေါ်တွေမပြောနဲ့ဒီတောက်တယ်ခုလာမလားမလာဘူးလားအဲ့ဒါပဲပြောလာကားကိုထွက်လာခဲ့တော့မှန်တယ်ဆိုထွက်လာခဲ့တော့ လာဖို့တော့ကားအောင်ထုတ်နေပြီမအေးလို့ရဲ့ အခုဆေးလိုက်တော့ တင်လာတော့နေတာစင်းနေတင်လာကို အခုလာနေပြီတလာယူချက်လေးသေးကိုငားနေတာနေခုဆေးလိုက်တော့လို့ အေးလို့ရတယ်ငါတို့ကစင်းနေတာစင်းနေတာဘာမှခလေးရှိရမအေးလို့ရဲ့ခလေးတော့ထားရအောင်မယ်ငါတို့ကားနဲ့ထွက်လာခဲ့တာနေစိတ်မပူနဲ့နော်တတောင်းစားငါ့ကိုနေရလာပြီးစိတ်ခေါ်လားဟမ်နေငါ့ကိုလာစိတ်ခေါ်လားကိုမေကိုလို့ဟမ်နေဆိုင်မှာလာပြီးတော့လေဒီတဲ့မကောင်းကြောက်ဇော်တဲ့မကောင်းကြောက်နဲ့လာပြောရငါတို့ကမပြောနေရအခုလာပြီးအောက်ထဲပေါ်လာ ပြောခဲ့ရင်အဲ့ဒီပါစဘယ်တော့မှစီးပွားမဖြစ်ပါစေနဲ့နင်းပြီးသားစုတွေစီးပွားမဖြစ်ပါစေနဲ့ ငါတပတ်ကိုပြောငါတပတ် ငါပြောခဲ့ရင်ငါမေငါမရဖြစ်ငါမပြောခဲ့နင်းပြီးသားစုတွေစီးပွားမဖြစ်ပါစေနဲ့သူနာဓာတ်နဲ့ထိုးတော့သေးပါစေ အတားပိုင်ရှိတဲ့စီတီဗီနားထောင်မလား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 ကိုလို့ကလေးတစ်ချစ်အစောကြီးသိလို့ငါငါဘာအောင် ဘလုံးမနဲ့မိမလို့ဟမ်သူများဓာတ်နဲ့ထိုးတော့သေးပါစေငါမပြောခဲ့ရင်ငါမပြောခဲ့ရင်ငါပြောခဲ့ရင်ငါမေငါမရဖြစ်ငါအမေကျေးဇူးရှင်မေငါမရဖြစ်ကျေးဇူးရှင်မေငါမရဖြစ်ကျေးဇူးရှင်မေငါမရဖြစ်တကယ်တော့ငါပြောတာမဟုတ်ဘူးမမှန်ဘူးဆိုရင်နင်းပြီးသားစုကြားရှုံးပါစေစီးပွားရေးကြားရှုံးပါ